အခုကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့နိုင်ငံနဲ့အများကြီးပတ်သက်နေတဲ့ဒီဓာတ်တစ်မျိုးကြောင့်ပေါ့နော်ဒါကဘာလဲဆိုတော့ဒီကျွန်တော်နိုင်ငံအစားအသောက်နေထိုင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်နည်းနည်း sharing လုပ်ပေးခြင်းတဲ့အချက်လေးတစ်ခုပေါ့နော်ဘာလဲဆိုတော့သူကoxalate လို့ခေါ်တယ်ပေါ့နော် oxalate ဆိုတာကျွန်တော်တို့အခုဆိုပြင်ပေါ့နော်ဒီအကြောက်တယ်တာပေါ့နော်ကျွန်တော်တို့ဒီကတွင်းမှာကြောက်တယ်တာတွေမကဘူးကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ထဲမှာလည်းကြောက်တယ်တတ်တယ်ကျွန်တော်တို့အသေးတို့ကြောက်ကတ်တို့မှာလည်းကြောက်တယ်တာမျိုးတွေရှိပါတယ်အဲ့ဒါဆိုကြောက်အမျိုးအစားတွေအများကြီးရှိတဲ့အထက်မှာကျွန်တော်ကဒီမှာ oxalate ဆိုတဲ့ကြောက်အမျိုးတစ်မျိုးအကြောင်းပြောပြမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုကအရင်အရေးကြီးတဲ့အတွက်ကြောင့်ကျွန်တော်အဆုံးထိနားထောင်ပေးဖို့မေတ္တာရက်ခံပါတယ်အဲ့လိုဆိုတော့ oxalate ဆိုတာကျွန်တော်အမှန်တော့ဘယ်ကဆင်းသက်လာတာလဲဆိုတော့ oxalic acid ကဆင်းသက်လာတာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်ဒီမှာ notes နဲ့မှတ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီဟာလေးကိုတော့ကြည့်ပြီးတော့တစ်ချက်တော့အရင်ဖန်ရန်ခါကြည့်ပြီးပြပြမှာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော် oxalic acid ဆိုတာကျွန်တော်တို့အပင်တွေမှာအများဆုံးတွေ့ရတယ်ဒီအပင်တွေမှာအများဆုံးတွေ့ရတဲ့ဓာတ်တစ်မျိုးပေါ့နော်အဲ့လိုမျိုးကနေထွက်လာတယ် oxalic acid ကနေကျွန်တော်ခန္ဓာကိုယ်ရဲ့ရောက်ပြီးတော့မှ calcium နဲ့တက်ပြုပြီးတော့ calcium oxalate ဆိုပြီးတော့ကျွန်တော်တို့ကဒီ stones တွေပေါ့နော်ဒီကျွန်တော် kidney stones တွေဖြစ်လာတယ်ပေါ့နော်ကြောက်တွေဖြစ်လာတယ်သူ့ရဲ့ chemical formula က C2O4 2- ပေါ့နော်သူက anion ဖြစ်တယ်ပေါ့နော်negative ion ပေါ့နော် negative ion ဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကဒီအပင်တွေမှာအဓိကတွေ့ရတယ်အသားတွေမှာမတွေ့ရဘူးကျွန်တော်တို့ခန္ဓာကိုယ်တွေကထုတ်တယ်ဒါပေမဲ့နည်းနည်းလေးပဲထုတ်တယ်ဒါပေမဲ့အများစုကဘယ်ကဆင်းသက်လာလဲဆိုတော့အပင်တွေကဆင်းသက်လာတာဖြစ်ပါတယ်အဲ့ဆိုဒီဗီဒီယိုကိုကြည့်ကြအပြင်ဘာလို့သက်သေပြလို့ရလဲဆိုတော့အသီးရစာတိုင်းကျမ်းမာတယ်ဆိုတာမဟုတ်ဘူးဆိုတဲ့ဟာကိုသက်သေပြနိုင်ပါတယ်အဲ့လိုဆိုတော့ဒါဆိုအသီးရစာတိုင်းလူရလဲကျွန်တော်ဝိုင်းဆိုင်မှာပေါ့နော်အဲ့လိုဆိုတော့အဲ့လိုတော့ကျွန်တော်တို့အဓိကအားဖြင့်တော့ဘယ်လိုမျိုးအစားအသောက်အသီးရွက်တွေဘယ်လိုတိတ်ဥသစ်ဖို့တွေမှာတွေ့ရလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်။ဘာတွေလဲဆိုတော့ spinach ပေါ့နော်။မြန်မာလို့ဆိုဘယ်လိုခေါ်မလဲမသိဘူးเนาะ spinach ကိုကိုက်လန်လားကျွန်တော်ဒီမှာပုံလေးတော့ပြပေးမယ်เนาะ spinach ရှိမယ် rhubarb ရှိမယ်နောက်တစ်ခါကျတော့ almond ရှိမယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ beetroot ပေါ့နော် beetroot ရှိမယ်နောက်တစ်ခါကျတော့အာလူအထူးသဖြင့်အာလူရဲ့အာလူအခွန်တွေမှာoxalate ဓာတ်ကပိုများတယ်ပေါ့နော်အာလူအခွန်တွေမှာပိုများနောက်တစ်ခါကျွန်တော်တို့ကြိုက်တယ်လက်ဖက်ပေါ့နော်လက်ဖက်ရည်တို့အဲ့လိုမျိုးဟာတွေမှာတော့ oxalate ဓာတ်ကပိုများတယ်ပဲပေါ့နော်ဒီ nuts တွေဒီ beans တွေမှာလည်း oxalate ဓာတ်တွေပါဝင်တာကိုတွေ့ရတယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့တော်တော်များကြိုက်ကြတယ် chocolate ပေါ့နော် chocolate မှာလည်း oxalate ဓာတ်တွေပါပါတယ်အဲ့လိုဆိုကျွန်တော်စိတ်ပူသွားတာဘာမှစိတ်ပူသွားလဲဆိုကျွန်တော်ကိုယ်တိုင်လည်းလက်ဖက်ရည်ကြိုက်တဲ့အထဲမှာပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနှစ်ပေါင်းများစွာလက်ဖက်ရည်တောက်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာ oxalate ဓာတ်တွေဘယ်လောက်တောင်စုနေမလဲဆိုတော့ကျွန်တော်စိတ်ပူသွားတယ်ပေါ့နော်တစ်ချက်စိတ်ပူသွားတယ်အဲ့လိုဆိုတော့ဒါမဲ့လေဒါကိုကျွန်တော်တို့ကနီးမျိုးစုံနဲ့ကျွန်တော်တို့ကုသလို့ရတယ်ကာကွယ်လို့ရမဖြစ်အောင်လည်းကာကွယ်လို့ရပါတယ်အဲ့လိုဆိုတော့အဓိကအပြင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကလက်ဖက်ရည် culture ကတအားများတယ်မနေ့ဆိုလက်ဖက်ရည်တောက်တဲ့လူကလည်းကျွန်တော် coffee တောက်တဲ့လူနီးပါးလောက်ကိုအရေးအတွက်အပြင်များတာကိုတွေ့ရပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ဒါကိုချင်းချိန်ပြီးပေါ့နော်စားတောက်တယ်ဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့အခုနလိုကျွန်တော်အပေါ်မှာပြောခဲ့တဲ့အသီးရွက်တွေတိတ်ဥတစ်ဖို့တွေဒီပဲတွေပေါ့နော်ပဲတွေအဲ့ဒါတွေကိုလိုရာနဲ့ပို့ပြီးတော့စားသုံးမိသွားပြီဆိုရင်ဒီလိုကြောက်တဲ့နှုံအားဖြင့်ပိုများလာနိုင်ပါတယ်အဲ့လိုဆိုတော့ဒီလိုမျိုး oxalate ဓာတ်တွေကြောင့်ကျွန်တော်ကြောက်တယ်တာတွေမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်ရောင်ရမ်းတာတွေ inflammation ဖြစ်လာတာတွေကြောက်တယ်တာတွေနှစ်မျိုးလုံးပြီးတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီpseudo gout ပုံစံမျိုးပေါ့နော်ကျွန်တော်အဆစ်အမြစ်ကိုရောင်တာပေါ့နော်ဒီ arthritis ကြောင့်မဟုတ်ပဲဒီလိုမျိုးခန္ဓာကိုယ်ရောင်ရမ်းခြင်းကြောင့်အဆစ်အမြစ်ရောင်တာမျိုးတွေလည်းတွေ့ရတတ်ပါတယ်အဲ့လိုဆိုတော့ဒီဟာကိုမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုကာကွယ်လို့ရမလဲဆိုတော့ကျွန်တော်တို့ပထမအဦးဆုံးနံပါတ်1အချက်အလွယ်တကူလုပ်လို့ရတာရေမြများတောက်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ဒီစီလန်ချောင်းကိုအမြဲတမ်း dilution လုပ်တယ်စီးမဝါသွားအောင်ပေါ့နော်အမြဲတမ်း dilution လုပ်တယ်ရေတခြားတောက်တယ်ဆိုရင်လည်းဒါတနည်းအားဖြင့်သက်သာနိုင်ပါတယ်နောက်တစ်ခုကကျတော့ calcium supplement တွေတောက်ပေးဖို့လိုအပ်ပါတယ် calcium supplement တောက်ရတာကိုမှလက်လန်းမမီဘူးဝေးအားပြုတ်ရတာမလွယ်ဘူးဆိုရင်နွားနို့တောက်တာမျိုးတို့ဒိန်ညင်တောက်တာမျိုးကျွန်တော်ကတော့နွားနို့ထက်ဆိုင်ဒိန်ညင်ကိုပို့ဦးစားပေးပါတယ်နွားနို့ကတော့
ကျမ်းမာရေး benefit ထက်ဆိုင်ကျွန်တော်ကတော့သိအားမပေးနော်သိမကြိုက်ဘူးကျွန်တော်ကတော့ဒီဒိညင်ပေါ့နော်ဒိညင်ကိုတော့ပို့ပြီးတော့ဒိညင်မှာဘာကြောင့်လဲဆိုတော့ calcium ဓာတ်လည်းပါသွားမယ် probiotic ဓာတ်လည်းပါသွားမယ်ဆိုတဲ့အတွက်ကြောင့်ခန္ဓာကိုယ်အတွက်ပို့ပြီးအကျိုးရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒါကြောင့်မလို့နွားနို့တော့မတောက်စေချင်ဘူးဒိညင်ပဲတောက်ပါအဲ့လိုမျိုးနည်းအားဖြင့် calcium ကိုcalcium ကcalcium နဲ့ binding လုပ်တာမျိုးအားဖြင့်လဲကျွန်တော်တို့ကဒီ oxalate ဓာတ်တွေကိုခန္ဓာကိုယ်ကနေ short ချလို့ရတယ်ဆွန့်ထုတ်လို့ရတယ်နောက်တစ်ခုကကျတော့ဆေးတောက်လို့ရတဲ့လူအနေနဲ့ဘာဆေးတောက်လို့ရလဲဆိုတော့ဆေးဝယ်လို့လွယ်တဲ့ဆို supplement အနေနဲ့ calcium supplement တွေပေါ့နော်အထူးသဖြင့်တော့ကျွန်တော်ပြောတဲ့ဒီဆေးပေါ့နော် calcium citrate ပေါ့နော်ကျွန်တော်စာလေးလည်းရေးပေးမယ် calcium citrate ကိုတောက်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကကျ magnesium supplement တွေလည်းတွဲတောက်ဖို့လိုအပ်ပါတယ် magnesium ကလည်းဒီလိုမျိုး calcium ဒီ oxalate တွေကိုဆွန့်ထုတ်တဲ့နေရာမှာအရေးကြီးတဲ့အခန်းကဏ္ဍအပါတဲ့အတွက်ကြောင့်အထူးသဖြင့်ဘာတောက်အောင်လဲဆိုတော့ magnesium glycinate ကိုတောက်ဖို့လိုအပ်ပါတယ်အဲ့လိုဆိုတော့ပြီးတော့ magnesium ကကောင်းတာကျွန်တော်ခန္ဓာကိုယ်ရဲ့ဒီဇီဝကောင်မဖြစ်စဉ် reaction ပေါင်းများစွာကို magnesium ကကြားခံ catalyst အနေနဲ့လုပ်ပေးထားတယ်ဟိုဓာတ်တစ်ခုဖြစ်တဲ့အတွက်ကြောင့် magnesium ကဒီယောဂတစ်ခုအတွက်တည်းမဟုတ်ဘူးတခြားဟာတွေအများကြီးအတွက်လည်းအကျိုးရှိပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကဒီလိုမျိုးoxalate တွေခန္ဓာကိုယ်ရဲ့ဝင်လာပြီဆိုဥလန်းချောင်းပြဿနာတွေအခက်အခဲဖြစ်လာတတ်ပါတယ်အဲ့လိုမျိုးဥလန်းချောင်းပြဿနာအဓိကအဖြစ်ဒီ oxalate တွေကကျွန်တော်ဥနေရံမှာဆော့ယူမှုအားကျဆင်းအောင်လုပ်ဖြစ်တယ်ပေါ့နော်လုပ်ဖြစ်တော့ကျွန်တော်တို့ကဒီ oxalate တွေခံသွားတဲ့အတွက်ကြောင့်ကျွန်တော်တခြားလိုအပ်တဲ့ဒီအာဟာရဓာတ်တွေခန္ဓာကိုယ်မဆုပ်ယူနိုင်တော့ဘူးအဲ့ဒါကြောင့်မလို့ဒါတွေကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ဘာလဲတောက်တင်လဲဆိုတော့ probiotic တွေလည်းတောက်တင်ပါတယ် probiotic ကတော့ကျွန်တော်တို့ဒီ brand တွေအမျိုးစုံလာတယ်ကျွန်တော်တို့ဒီတိုင်းဆိုအရင်ကျွန်တော် local မှာဆိုတည်ရ bioflora လို့ရှိမယ်Bilac တို့ရှိမယ်အဲ့လိုမျိုးပေါ့နော်အစုံရှိတယ်ဒါပေမဲ့တချို့ international brand တွေလည်းအများကြီးရှိတယ်ဆိုတော့မိတ်ဆွေနှစ်သက်တဲ့ဟာဟိုစုံစုံလင်းလင်းပေါ့ probiotic ကောင်ဆိုစုံစုံလင်းလင်းပါတဲ့ဟာမျိုးကိုတောက်ချင်အပြင်လည်းမိတ်ဆွေတို့အကျိုးအများကြီးရှိမယ်လို့ထင်တယ်ပေါ့နော်အဲ့လိုဆိုတော့ဟိုအဲ့လိုမျိုးကိုကအားစီးတွေတခြားတောက်ထားတယ်ရေများများတောက်ထားတယ်ဆိုရင်ကျွန်တော်တို့ကဒီ oxalate မဖြစ်အောင်ဟိုဒါမှဖြစ်မယ်ဆိုရင်တော့ဟို oxalate stones တွေမဖြစ်အောင်ကာကွယ်ပြီးသားလည်းဖြစ်မယ်။ဒါလိုဖြစ်နေရဆိုရင်တော့အရွယ်စားအဖြစ်တွေးသွားအောင်ကျွန်တော်တို့ကဟိုဖန်တီးလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးကြောက်တွေဖြစ်လာပြီဆိုခန္ဓာကိုယ်ကလှုပ်ရှားလို့မရထိုင်လို့မရထားလို့မရနဲ့အယမ်းနာပါတယ်တကယ်ဖြစ်လာပြီဆိုရင်လေဒါကတော့ကျွန်တော်လေ့လာထားသလောက်ပေါ့နော်။အဲ့လိုမျိုးအယမ်းနာရဲ့ဝေဒနာခံစားရတယ်လို့ကျွန်တော်သိရတယ်။အဲ့လိုဆိုတော့ကျွန်တော်တို့ကလေ့ကျင့်ခန်းလည်းတခြားလုပ်ပေးဖို့အားကစားတခြားလုပ်ပေးဖို့လိုတယ်။နောက်တစ်ခုကကြတော့ကျွန်တော်ဒီခုနပြောတဲ့ supplement တွေကျွန်တော်အဖြစ်မှာပြောခဲ့တဲ့ supplement တွေကိုကိုကဝယ်တောက်လို့မရရင်ခုနနီးစက်ရအားစေးတွေတောက်လို့မရရင်ခုနပြောအာဟာရရမယ်ဒိညင်တို့ဟာမျိုးတောက်တယ် magnesium ကိုတော့မိတ်ဆွေကအပြင်ရဖို့ဆိုတာတော့အရန်မလွယ်ဘူး။ဘာလို့ magnesium ပါတဲ့အစားအစာတွေကဟိုတိတ်အများကြီးမရှိဘူးပြီးတော့ဟိုပမာဏအပြင်အများကြီးစားရမယ့်အတွက်ကြောင့်အရန်မလွယ်ကူတဲ့အတွက်ကြောင့်ပေါ့နော်။အဲ့ဒါကြောင့်မလို့ဟိုအဲ့ဒါအတွက်တော့ကျွန်တော်တို့ magnesium ကတော့ supplement ပဲတောက်မယ်ဒါ magnesium ကိုတော့ကျွန်တော် glycinate ကိုတော့အဓိကထားပြီးတောက်ဖို့လိုအပ်ပါတယ်။အဲ့လိုဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီကောင်ဒီကြောက်မလို့ပေါ့နော်ကျွန်တော်တို့ဒီနောက်ပိုင်းကျရင်ပိုဆိုးလာနိုင်တယ်ဒီထိုင်လို့မရထားလို့မရတွေဖြစ်သွားနိုင်မယ်ဝေဒနာပိုဆိုးလာနိုင်တဲ့အတွက်ကြောင့်အခုလို့ဆေးတွေအဓိကပထမအဆုံးတော့ပေါ့နော်နောက်ပြီးကြောရင်ဘယ်လိုကာကွယ်လို့ရမလဲဆိုတော့ခုနလိုမျိုးဖြစ်စေတဲ့အကြောင်းရင်းတွေပေါ့နော်ခုနပြောဘာအစားအစာတွေစားလိုက်လဲခန္ဓာကိုယ်ရောင်ရမ်းစေတဲ့စီကြောစားတွေအရန်မစားနဲ့နောက်တစ်ခါကျတော့ခုနပြောတဲ့တေးဥသစ်ဖူတွေမှာဒီ oxalate များတဲ့တေးဥသစ်ဖူတွေကိုရှောင်ကျဉ်ဖို့လိုအပ်ပါတယ်ပြီးတော့ဟင်းသီးဟင်းရွက်တွေခုနဟင်းသီးဟင်းရွက်တစ်ခါကျရင်လည်းအရွက်ကျိတ်ရည်တွေတောက်တာကိုကျန်းမာတယ်လို့ထင်ကြတယ်ဒါပေမဲ့အရွက်ကျိတ်ရည်တွေမှာ oxalate များတဲ့အရွက်တွေပါတယ်ဆိုရင်မိတ်ဆွေရဲ့အရွက်ကျိတ်ရည်ကြောင့်မိတ်ဆွေရဲ့ခန္ဓာကိုယ်ထဲမှာကြောက်တွေတည်လာနိုင်ပါတယ်အဲ့လိုဆိုတော့အရွက်ကျိတ်ရည်ကိုတော့ကျွန်တော်ဘာမှအပြစ်မပြောလို့ဒါပေမဲ့အရွက်ကျိတ်ရည်ထဲမှာဘာအရွက်တွေပါလဲဆိုတော့မိတ်ဆွေကတိကျသိထားရဲဆိုရင်တော့ကိုကရှောင်ကျဉ်လို့ရတယ်ဒါမှမဟုတ်ကိုကအရွက်ကျိတ်ရည်လုပ်တယ်ဆိုရင်လည်းဘယ်အရွက်တွေကိုထည့်ခြင်းအပြင်ကျွန်တော် oxalate ဓာတ်ကိုမများစေဘူးလေဆိုတော့ကိုအိမ်မှာကျိတ်တောက်လို့ရတယ်ဒါပေမဲ့ ready made အထုပ်တွေမှာကျတော့ကျွန်တော်တို့ကဘာအရွက်ပါလဲဆိုတော့တိကျလေးမပြောထားမှာဆိုတဲ့အတွက်ကြောင့်ဒါကိုတော့ကျွန်တော်အသိအကြံမပေးချင်ပါဘူးဟိုပြီးတော့မိတ်ဆွေစိတ်ချလို့ရတာက oxalate ကတရိษံအသားတွေမှာတော့မပါဘူးပေါ့မပါမယ်ဆိုရင်တော့ပမာဏကအရန်နေပါတယ်အဲ့လိုဆိုတော့အသားစားလိုက်လို့တော့ဒီ oxalate ဓာတ်တွေမဖြစ်သွားနိုင်ပါဘူးအဲ့လိုဆိုတော့ protein တောက်တာမျိုးတို့ဒီ protein စားတာမျိုးတို့ဆိုရင်ဒါကြောင့်မလို့ oxalate ဒီ calcium oxalate တွေအများကြီးမဖြစ်လာနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ oxalate နဲ့ပတ်သက်တဲ့ဒီဟ
ရှောင်းရင်လေးဘယ်လိုအရွက်တွေဘာဟာရှောင်းမလဲဆိုတဲ့ဟာလေးတွေကိုဖြစ်ပြောခြင်းအပြင်ကျွန်တော်မိတ်ဆွေတွေလည်းရှောင်းကျင်လို့ရတယ်ပြီးနောက်တစ်ခုကကျတော့နောက်ဆုံးတစ်ခုပြောချင်တာကကျတော့လေကျွန်တော်ကိုယ်တိုင်လည်းပါဝင်ပေါ့နော်ကျွန်တော်လက်ဖေးအရင်တောက်တဲ့ထဲမှာပါတယ်လို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းနောက်ပိုင်းနေမှာတော့ကျွန်တော်တော်တော်လေးရှော့သွားတယ်လုံးဝဖြတ်တာတော့မဟုတ်ဘူးကျွန်တော်တို့ပုံမှန်ဆိုနေတိုင်းတောက်တယ်ဆိုရင်တော့2ရက်ချဖြစ်ဖြစ်3ရက်ချဖြစ်ဖြစ်ကို moderation တစ်ခုထားပြီးတော့တောက်ခြင်းအဖြစ်လဲဒီလိုမျိုးနောက်ဆက်တွဲဖြစ်လာမဲ့ဒုက္ခအခက်အခဲတွေကိုအများကြီးကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်။အဲလိုဆိုတော့ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အားလုံးကျေးဇူးများတင်ပါတယ်။